Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ study with me ကနေပြီးတော့တရားကသင်ပေးမှာက Shinkansen and4 ရဲ့ grammar ပေါ့နော်အခန်း3 Masanka နဲ့ Mashoka အဲ့တော့ Masanka နဲ့ Mashoka ဘယ်လိုသုံးလဲနှစ်ခုပဲရှိဒီခန်းမှာအဲ့တော့ပထမဆုံး grammar Masanka ရဲ့အဓိပ္ပာယ်ရတဲ့ verb ကြရအောင်လားဗတ်ကြရအောင်လားဆိုတခြားလူကိုကအဖော်ဆက်ဖိတ်ခေါ်တဲ့အခါမှာသုံးတယ်ဖော်ဆက်တဲ့အခါသုံးတယ်ဖိတ်ခေါ်တဲ့အခါသုံးတယ်ဘယ်လိုမျိုးသုံးလဲမဆန်းကကိုသူ verb နဲ့ပဲသုံးတယ်ဗတ်ကြရအောင်လားဖြစ်တဲ့ verb နဲ့ပဲသုံးမယ် verb ကို mas ပေါင်းပြောင်းမယ် mas ကိုဖြုတ်နောက်ကမဆန်းကပေါင်းပြီးမယ်အဲဆိုရင်ဗတ်ကြရအောင်လားဆိုတဲ့အဓိပ္ပာယ် Hisashiburi ni tanisu shimasen ka အေးရတယ်ပြောပြအာဤဒက်စနေအဲ့တော့ Hisashiburi နဲ့မလောက်တာကြားတဲ့ tennis ကိုရှိမှဆန်က tennis ကစားကြမလားဤဒက်စနေအဲ့တော့ तू က tennis ကစားမလားဆိုပြီးတခြားလူကိုအဖော်ဆက်တယ်တခြားလူကိုဖိတ်ခေါ်တဲ့အခါမှာသုံးတယ်ရှိမှဆန်ကဆိုတာကဘယ်ရလာလဲရှိမှဆန်ကဆိုတာကတန်စီရိုဒီမှာစုရုကိုကနေလာတာရှိမှဆိုတာစုရုလာတယ်စုရုကိုရှိမှပြောင်းတယ်ရှိမှမှာ mask ကိုဖြုတ်အဲ့ဒီကနေမှာရှိမှဆန်ကဆိုပြီးတော့မဆန်ကကိုနောက်ကပေါင်းထည့်လိုက်တယ်အဲ့တော့မစောရကြတဲ့ tennis ကစားကြမလားတစ်ဖက်လူကိုဗတ်မလားဆိုပြီးဖော်ဆက်တဲ့ဖိတ်ခေါ်တဲ့အခါမှာသုံးတယ်နံပါတ်1 grammar ကြည့်မယ်明日うちに来ませんかビアネピ明日はちょっとအဲ့တော့မနေ့ပြန်နဲ့အင်ကိုလာမလားအင်ကိုလာဖို့အတွက်တစ်ဖက်လူကိုဘာလုပ်လဲဖိတ်ခေါ်တယ်ဖိတ်ခေါ်တဲ့အခါမှာတစ်ဖက်လူကပြန်ဖြေတာကအမနေ့ပြန်ကတော့နည်းနည်းချွတ်တော်ဆိုတော့မလာခြင်းတဲ့အတွက်ညင်းလိုက်တဲ့သဘောပေါ့နော်အဲ့တော့နံပါတ်1မှာကြည့်မယ်နံပါတ် A မှာကြည့်မယ်ပေါ့နော်ခီမဆန်ကအင်ကိုလာမလားအဲ့ဒီဟာဘယ်လိုလဲဆိုခီမတ်ကို mask ဖြုတ်ပြီးတော့တုံထားတာဟုတ်တယ်နော်မဆန်းကအင်ကိုလာမလားဆိုချက်လို့ဖိတ်ခေါ်တဲ့အခါမှာတုံးတယ်အခုတုံမိုးကပြန်မခေါ်ရတာပဲနိုင်အိုရှိရောစားရပြန်ဂျာတော့ဆိုမိုးရောင်းနေဒီဟာတဲ့မစားဘူးလားတဲ့အရသာရှိရလေတဲ့ဟုတ်ပြီတတော်တော့မိုးရောင်းလက်ခံရရှိမယ်ဆိုတတော်တော့ try မယ်ပေါ့ try ကြည့်မယ်ဆိုတော့အဲ့တော့ဒီမှာကမဆန်းကလည်းမဟုတ်ပဲနဲ့9နဲ့လည်းတုံးလို့ရတယ်စားဘူးလားစားကြည့်စေခြင်းနဲ့တစ်ဖက်လူကိုဖိတ်ခေါ်တာစားဖို့အတွက် invitation လုပ်တာပေါ့နော်အဲ့တော့ဒါကတော့မဆန်းကနဲ့တော့မတုံးထားဘူးဒါပေမဲ့လည်းမဆန်းကနဲ့လည်းတုံးလို့ရတယ်အဲ့တော့မဆန်းကနဲ့9နဲ့ကအတူတူပဲဟုတ်ပြီနော်အဲ့တော့မဆန်းကရဲ့အဓိကအဓိပ္ပာယ်ကိုကြည့်မယ်ဆိုရင်တခြားလူကိုကအဖော်ဆက်မယ်ဒါမှမဟုတ်ရင်ဖိတ်ခေါ်တယ်အဲ့လိုမျိုးနေရာမှာသုံးတယ် verb ကို mask ပေါင်းပြောင်း mask ကိုဖြုတ်မဆန်းကနံပါတ်2 grammar နံပါတ်2 grammar ကမရှော့ကာတဲ့မရှော့ကာလည်းတူတူပဲအဖော်ဆက်တဲ့အခါမှာသုံးတယ်ဒါပေမဲ့ဖော်ဆက်တဲ့ဖိတ်ခေါ်တဲ့အခါမှာသုံးတယ်နောက်တစ်ခုပိုတာကကျတော့verb ပေးရမလားဆိုပြီးကိုကလုတ်ပေးခြင်းနဲ့အတွက်တခြားလူကိုငါတကားလေးဖွင့်ပေးရမလားနင်းတော့ရေယူပေးရမလားနင်းတော့ coffee ယူပေးရမလားအဲ့လိုမျိုးကိုကတခြားလူကိုလုတ်ပေးဖို့အတွက်လုတ်ပေးရမလားဆိုပြီးပြောတဲ့အခါမျိုးမှာလဲမာရှော့ကာကိုသုံးမယ်မာဆန်ကနဲ့မာရှော့ကာဘာကွာလဲဆိုဒီနံပါတ်1 sorry ဒီနံပါတ်2အချက်ကလေးကွာမယ်ပေါ့မာဆန်ကကြတော့ဗတ်ပေးရမလားဆိုတဲ့အဓိပ္ပာယ်မရှိဘူးဒါပေမဲ့မာရှော့ကာကကြတော့ဗတ်ပေးရမလားဆိုပြီးတော့တခြားလူပြောတဲ့အခါမှာသုံးတယ်အဲ့တော့ဒါကလည်းအတူတူပဲ verb ကို mask ပေါင်းပြောင်း mask ကိုဖြုတ်မာရှော့ကာဒါမှမဟုတ်ရင်လည်းမာရှော့ဆိုတဲ့အဓိပ္ပာယ်SMS ပါကြည့်မယ်နော်နံပါတ် A မောခေါ်ကြည့်တက်စနေတဲ့9နိုင်အောင်ထိုးပြီးတော့じゃ帰りましょうかအိမ်ပြန်ကြမလားတစ်ဖက်လူကိုဒါကြတော့နံပါတ်1အနေနဲ့ရတယ်တစ်ဖက်လူကို
အဖော်ဆက်တယ်ဒါမှမဟုတ်ရင်အိမ်ပြန်ဖို့အတွက်ညှိနှိုင်းတယ်ဖိတ်ခေါ်တဲ့အခါမှာတော့အိမ်ပြန်ကြမလားမှာဆိုရင် carry mask ရောကဘယ်ရလာလဲဆိုတော့a little bit ကြီးပါအဒီတော့ okay carry mask ကို mask ဖြုတ်ပြီးတော့ carry mask ရောကတော့တောင်းလိုက်တယ်ishoni shokuchi ကိုရှိမဆန့်ကတဲ့ဒါဆိုရှင်အပေါ်ကနေတုံးတယ်အပေါ်က grammar ပေါ့မာဆန်ကနဲ့တုံးထားတယ်အဲ့သူတဲ့ shokuchi ကိုရှိမဆန့်ကသူစားတော့စားမလားအမအေးですね何を食べましょうかဘာကိုစားကြမလဲဘာကိုစားကြမလဲဆိုပြီးတော့သူကနေပြီးတော့တစ်ဖက်လိုပြန်ပြီးတော့သူ့ကိုကနေပြီးတော့ဖိတ်ခေါ်တယ်သူကနေပြီးတော့何を食べましょうかဘာစားကြမလဲတစ်ဖက်လိုပြန်ပြီးတော့ကိုယ့်ရဲ့ပါတနာကိုထပ်ပြီးတော့ဘာလို့စားကြရင်ကောင်းမလဲဆိုပြီးတော့ဖော်ဆက်တယ်ညှိနှိုင်းတယ်ဒါဆိုရင်လည်းဘယ်လိုလဲဖော်ဆက်တယ်တစ်ဖက်လိုဖော်ဆက်တယ်နောက်တစ်ခုကညှိနှိုင်းရဆိုတဲ့အဓိပ္ပာယ်လည်းရတယ်ဘာစားကြမလဲသူကတစ်ဖက်လိုသွားပြီးတော့ညှိနှိုင်းလိုက်တဲ့အခါမှာလည်းသုံးလို့ရတယ်နော်ဒါဆိုရင်ညှိနှိုင်းတယ်ဘာကိုစားကြမလဲဆူရှီကိုဒါပဲမဆန်းကဆူရှီစားကြမလားတွေ့လားမဆန်းကမရှော့ကတက်လှည့်စီတုံးနေတူတူပဲတစ်ဖက်လိုကိုဖော်ဆက်တယ်ညှိနှိုင်းတယ်ဖော်ဆက်တာနဲ့ညှိနှိုင်းရလဲတူတူပဲနော်ဒီမှာလည်းထည့်ပေးလိုက်မယ်ညှိနှိုင်းတယ်နံပါတ်2ချက်ပြောလို့ဆိုမဆန်းကနဲ့မရှော့ကဆင်းတယ်မဆန်းကနေရာမှာမရှော့ကကိုတုံးလို့ရတယ်ဒါပေမဲ့မရှော့ကရဲ့ verb ပေးရမလားနေရာမှာတော့မဆန်းကကိုတုံးလို့မရအောင်အဲ့တော့မဆန်းကအဓိပ္ပာယ်တစ်ခုတည်းဖော်ဆက်တယ်ညှိနှိုင်းတယ်ဖိတ်ခေါ်တယ်ဒီမှာဆိုလဲဖော်ဆက်တယ်ညှိနှိုင်းတယ်ဖိတ်ခေါ်တယ်ဒါပေမဲ့နောက်တစ်ခုပေါ်တာကတစ်ဖက်လိုကိုလုပ်ပေးရမလားလို့ပြောတဲ့အခါမျိုးမှာလည်းတုံးလို့ရတယ်အဲ့နဲ့တော့ဒီမှာမဆန်းကမရှော့ကမဆန်းကမရှော့ကတစ်လှည့်စီတုံးလာတယ်နော်မဆိုလို့ကြည့်မယ်ဆူရှီကိုဒါပဲမဆန်းကဆူရှီစားကြမလားဆိုですねじゃあ行きましょうဒါဆိုရင်တွားကြမယ်မရှော့ဆိုလို့ရှိရင်ဘယ်လိုတုံးလဲဆိုကပါတဲ့ခါကျတော့ဖတ်ကြရအောင်လားဖတ်ပေးရမလားဒါမှမဟုတ်ပဲနဲ့မရှော့ကြီးပဲတက်ဆိုလို့ရှိရင်ရောမရှော့ဆိုတော့ဖတ်ကြရအောင်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဒီ sentence လို့ပေါ့ဒါဆိုရင်တွားကြမယ်တွားကြရအောင်ဟုတ်ပြီနော်တစ်ဖက်လူနဲ့ညှိနှိုင်းဖော်ဆက်တဲ့အခါမှာသုံးတယ်နောက်တစ်ခုဒန်ခိစကမရှော့ကတဲ့お願いしますဒန်ခိလျှက်စစ်မီကိုစကမရှော့ကလျှက်စစ်မီဖွင့်ကြရအောင်လားလို့ပြောတာမဟုတ်ဘူးဒီမှာကျတော့လျှက်စစ်မီဖွင့်ပေးရမလားဆိုတဲ့အဓိပ္ပာယ်လျှက်စစ်မီဖွင့်ပေးရမလားသူကလည်းပြောお願いしますဟုတ်ကိုညီတောင်းပါတယ်နော်တစ်ဖက်လူကိုဒီဟာကကြတော့နံပါတ်1နဲ့ကွာကဒါကတစ်ဖက်လူကိုလုပေးရမလားဆိုတော့လက်စပ်ဖွင့်လိုက်ရမလားဆိုお願いしますတစ်ဖက်လူကိုလုပေးရမလားလို့ပြောတဲ့အခါမှာလည်းမရှော့ကကိုတုံးတယ်စစီကနာပြောခဲ့ရနော်မရှော့ကနှစ်ခုတုံးလို့ရတယ်ဗတ်ကြရအောင်လားမရှော့ကဗတ်ကြရအောင်လားဒါမှမဟုတ်ရင်နောက်တစ်ခုကဗတ်ပေးရမလားဆိုတဲ့အဓိပ္ပာယ်ကမပေါ့ဆိုရင်တော့တူတူပဲလေဗတ်ကြရအောင်လားဆိုရင်ဒါဆိုရင်လောက်ဖြတ်လိုက်တော့ဗတ်ကြရအောင်ဆိုတဲ့အဓိပ္ပာယ်တူမောတယ်ပြောတယ်你没说的မတော့ကありがとうဒီထုတ်ပိုးလေးတဲ့မတော့တဲဆောင်ဒီထုတ်ပိုးလေးတဲပေးရမလားありがとうကျေးဇူးတင်ပါတယ်ကိုကသူများကိုတဲပေးရမလားပြောတဲ့အခါမှာတုံးတယ်အဲဆိုရင်ပြောမှာပေါ့မာရှော့ကာနဲ့မတုံးပဲနဲ့ဘာလို့ဒီလိုတုံးလဲမိုတိုးကိုမိုတိုးကဆိုတဲ့အဓိပ္ပာယ်အတ္တာကစဒီဟာလေးကိုသိစားပြန်ရှင်းပြမယ်နော်မကြည့်မယ်ဦးဒါမှမဟုတ်ရောခေဖောင်းဦးဖောင်းဒါမှမဟုတ်ရောခေဖောင်းသူကမာရှောနဲ့အတူတူပဲဒါပေမဲ့
မာရှောနဲ့ကဒါနဲ့ကအတူတူပဲဒါပေမဲ့သူကကြတော့မာရှောနဲ့ same ပေါ့နော်ဒါပေမဲ့ဥရောခေးကဘာဖြစ်လဲဆိုပို့ပြီးတော့ဒါက plain form ပေါ့ plain form လေးနဲ့တုံးတာသူကဘယ်လိုပြောင်းလဲဆိုတော့နှစ် line ပေါ့နော် RE ဒါမှမဟုတ်ဆိုရင်ခါခီအဲ့လိုမျိုးနှစ် line E line ပေါ့ E line ကို U line ပြောင်းမယ်နောက်ကနေပြီးတော့ E line ကို U line ပြောင်းမယ်အဲ့ဒီဟာကို O line plus U ပေါင်းမယ်ဘယ်လိုမျိုးလဲကြည့်မယ်ခါ E must ခါ E ဆိုရင် E line ကို U line ပြောင်းတော့ RE U ဆိုတော့ခါ U ခါ U ကိုရောဖောင်းဒါမှမဟုတ် O ဖောင်းပြောင်းဖို့အတွက်ဆိုရင် okay ရော K ပြောင်းဖို့ကခါ U ကိုနောက်က U ထည့်ဖို့အတွက်ခါ U ကနေဘာပြောင်းလဲ O line ပြောင်းတော့ RE U A O ဆိုတော့ခါ O ခါ O ဆိုတဲ့ခါခိမီကာခိမတ်ဆိုလို့ရှိရင်မီကာခုဆိုရင်မီကာခိုခါခုနှစ် line ကို5 line ပြောင်းတော့ဘယ်လောက်လဲ U line ပြောင်းတော့မီကာခိုအိုယောခီမတ်ဆိုလို့ရှိရင်အိုယောကုတူတူပဲလေခုနဲ့ခုဒီမှာဆိုလေအိုယောခေါဒါရှိမဆိုရင်ဒါဆုဒါဆိုဒါချီမဆိုရင်ဒါဆုဒါတိုရှိနီမဆိုရင်ရှိနိုယောဘီမဆိုရင်ယောဘူနိုမီမဆိုရင်နိုမိုခါရီမဆိုရင်ခါရီရိုအဲ့တော့ O line ပြောင်းမယ်နောက်က U ပေါင်းမယ်မိမဆိုလို့ရှိရင်မီယောအိုယောခီမတ်အိုခီမတ်ဆိုလို့ရှိရင်အိုခီရိုကနေအိုခီယောနေမဆိုရင်နေယောအာဂဲမဆိုရင်အာဂဲယောရှိမဆိုရင်ရှိယောခီမဆိုရင်ခိုယောအဲ့လိုမျိုးတုံးတယ်သူကမာရှောနဲ့ကတူတူပဲဒါပေမဲ့မာရှောရဲ့ plain form အဲ့တော့ဒီမှာလည်းတူတူပဲပေါ့မိုတိုတို့ကနေပြီးတော့ဘယ်လိုပြောင်းလဲရူကိုဖြုတ်ပြီးတော့မိုတို U ပေါင်းလိုက်တယ်ဥဆိုတာကမာရှောဆိုတဲ့အဓိပ္ပာယ်ပဲလေသူကမာရှောကဖြစ်တဲ့အတွက်မိုတိုခါအဲ့တော့မှအဲ့ဒါနဲ့တူပဲဟုတ်ပြီနော်အာရီဂါတိုဒီခန်းမှာကစစ်ပြန်ပြောမယ်ဆိုလို့ရှိရင်အဲ့တော့ဒီမှာစစလို့ကြည့်မယ်နော်နှစ်ခုပဲရှိရယ်မာဆန်းကမာရှောကအဓိပ္ပာယ်ကဖကြရအောင်လားဆိုတဲ့အဓိပ္ပာယ်မှာတစ်ဖက်လူကိုဖိတ်ခေါ်တာပေါ့နော်ညီရဲ့ဖိတ်ခေါ်တယ်အဲ့လိုမျိုးနေရာမှာကdictionary verb ကိုမဆောင်ပြောင်းမာဆန်းကလားဒါမှမဟုတ်မာရှောကလားသုံးလို့ရတယ်နောက်တစ်ခုကသူများကို verb ပေးရမလားလို့တစ်ဖက်လူကို
မေးတဲ့အခါမျိုးမှာကြတော့ verb ကို mass form ပြောင်း Marshall ကအဲ့လိုမှမဟုတ်ပဲနဲ့ Marshall ရဲ့ plain form က O အဲ့တော့ O form ပြောင်းပြီးတော့ okay plus ခါလို့လည်းသုံးလို့ရတယ် sorry ပါနည်းနည်းဆူညံသွားတဲ့အတွက်အဲ့တော့ဒီဗီဒီယိုမှာအကုန်လုံးဆင်ပြေမယ်ထင်ပါတယ် next video မှာပြန်ပြီးတော့တွေ့ကြရအောင် bye bye ပါ